photogenic ဓာတ်ပုံစားခြင်းလူများဆိုတာဓာတ်ပုံတွေမှာအများကြီးကောင်းနေဖို့ပေါ်လွင်နေဖို့ဆိုတာသူတို့ရဲ့ရုပ်ရည်ကချောမောပြီး perfect ဖြစ်နေမှာဈေးကြီးရဲ့ camera ကိုသုံးမှာသူတို့ရဲ့ရုပ်ရည်က photo တွေမှာကြီးကောင်းကြမယ်လို့ထင်နေကြတော့ပဲဒါပေမဲ့ဓာတ်ပုံတွေမှာအများကြီးကောင်းနေဖို့အတွက် photogenic ဓာတ်ပုံစားခြင်းဆိုတဲ့ scale တစ်ခုက Chagro ရဲ့အလေးကျင့်လိုမျိုးပဲလက်ကျင့်ယူရအလေးကျင့်တစ်ခုပါဒါ camera angles တွေကိုနေရန်ထား poster တွေမျက်နှာမူရာ facial expression တွေနဲ့ light တွေပေါ်မှာပဲမူတည်နေတာပါတည်င်းကတော့မင်းရဲ့ model တယောက်လိုရုပ်ရည်က perfect ဖြစ်နေဖို့လည်းမလို့ဓာတ်ပုံရိုက်ခတ်လေး post မျိုးစုံရှောက်ပေးပြီးအချိန်ဖြုံးနေစရာလည်းမလိုပါဘူးသိငယ်တဲ့ပြောင်းလဲမှုလေးတွေကမင်းရဲ့ဓာတ်ပုံတိုင်းကိုတသက်ရည်နဲ့ဆွဲဆောင်မှုရှိပြီးတော့တဘာကျသွားစေနိုင်တယ်အားကြောင့်ဒီဗီဒီယိုမှာတော့မင်းအနေနဲ့ဓာတ်ပုံထဲမှာအများကြီးကောင်းနေစေဖို့လှုပ်ဆောင်ရမယ့်အချက်တွေကိုရိုးရှင်းနားလည်ရလွယ်ကူအောင်ရှင်းပြပေးသွားမယ်မင်းနာဒီအချက်တွေကိုကောင်းကောင်းနားလည်သွားမယ်ဆိုရင်ငယ်ချင်းတွေနဲ့ဆွေးရတဲ့ group photo တွေမှာပဲဖြစ်ဖြစ် selfie camera တွေမှာပဲဖြစ်ဖြစ်မင်းရဲ့ရုပ်ရည်ကအမြဲတမ်းဆွဲဆောင်မှုရှိနေကြည်ကောင်းနေစေလိမ့်မယ်အဆင့်1ကိုမျက်နှာရဲ့ကြည်ကောင်းဆုံး angle ကိုသိထားပါဓာတ်ပုံတွေမှာကြည်ကောင်းမှုတော့ပထမဆုံးအရေးကြီးဆုံးအချက်ကကိုမျက်နှာဘယ်လိုရှူရောင်းကြည့်ပိုပြီးဆွဲဆောင်မှုရှိလဲဆိုတာကိုအရင်နားလည်ဖို့လိုအပ်ပါတယ်လူတိုင်းမှာကိုယ့်ရဲ့မေးကိုပါယူနဲ့မျက်နှာအကြောက်အထင်ရှားဆုံးပေါ်လို့ရှိတဲ့ကောင်းဆုံး side profile angle တွေမျက်နှာအကြောက်တွေရှိကြပါတယ်အဓိကလိုအပ်တာကဓာတ်ပုံလေးရဲ့မှာကိုယ့်ရဲ့ jawline နဲ့မျက်နှာချိုးစားတွေကိုပေါ်လွင်စေမဲ့ angles တွေကိုရှာဖွေဖို့ပါပဲအဲအကြောင်းမှန်ရှင်းမှာပဲဖြစ်ဖြစ်ကင်မရာရှင်းမှာဖြစ်ဖြစ်စမ်းကြည့်လိုက်ပါမျက်နှာကိုဘေးဆောင်တာမေးစီကိုနည်းနည်းမော့တာဒါမှမဟုတ်အောက်ငုံကြည့်ရမျိုးလုပ်ရင်ဘယ်ပုံစံကကိုယ့်မျက်နှာနဲ့ပိုပြီးကြည့်ကောင်းသွားစေလဲဒါမှမဟုတ်ပိုပြီးကြည့်ရဆိုးသွားစေလဲဆိုတာကိုအရင်ရှာဖွေလိုက်ပါအများစုသုံးလေးရှိတဲ့နည်းလမ်းတစ်ခုကတော့ဓာတ်ပုံရရင်ကင်မရာကိုတက်တက်မကြည့်ဘဲနဲ့မျက်နှာကိုဘေးဘတ်ကိုနည်းနည်းစောင်းပေးရပါဒါဆိုရင်ကိုမျက်နှာရဲ့ jawline ကပိုပြီးပေါ်ရင်သွားသလိုမျက်နှာကလည်းကင်မရာ lens တွေကြောင့်ပြားသွားတာတွေရှည်သွားတာတွေမရှိတော့ဘဲနဲ့ပိုပြီးချိုးကျသွားစေပါတယ်ကိုမျက်နှာရဲ့ခေါင်းဆုံးရှူတောင်ရှာဖွေတွေ့ရှိသွားပြီဆိုရင်ရက်တဲ့မြတ်ဓာတ်ပုံတိုင်းကလုံးဝကြည့်ကောင်းလာလိမ့်မယ်အဆင့်1ကိုနေဟန်ထား posture ဓာတ်ပုံရိုက်တဲ့အခါခဏကွဲ posture လည်းအရာရာကိုပြောင်းလဲပေးနိုင်ပါတယ်ခါကိုကိုင်းတာပခုံးနဲ့ကြောကုန်းထားမျိုးလှုပ်လိုက်တာနဲ့ဓာတ်ပုံတွေမှာကြည့်ရတော်တော်လေးကိုစိုးစားစေနိုင်ပါတယ်အဲ့ဒီအစားခါကိုမမှတ်ထားပါပခုံးနောက်ကိုနည်းနည်းပစ်ပြီးတော့ရင်ဘက်ကိုနည်းနည်းဖွင့်ထားပေးပါဒါဆိုရင်မင်းကိုပိုပြီးကုန်ပြည့်ရှေ့ဆုံးပေါက်စီုံနာမကပဲနဲ့ခဏကိုချိုးဆောက်လေပိုပြီးကြီးကောင်းသွားစေလိမ့်မယ်အဲအကြောင်းမှတ်ထားပါဓာတ်ပုံတွေမှာမျက်ကြီးကောင်းမှုဆိုရင် post ချောင်းလေးလုံးဝမေ့ထားလို့မရပါဘူးအဆင့်3မျက်နှာကိုပုံမှန်တိုင်းပဲထားပါလူတော်တော်များကတုံးရိုက်ခန်းဒီခါကျရင်ချင်းဆိုသလိုဓာတ်ပုံတွေမှာသူ့ကိုယ်သူထားကြိုက်ပုံပေါက်အောင်မျက်နှာကြီးကိုခက်တီထားလိုက်တာမျိုးမလိုအပ်ဖက်နဲ့အရန်ပြုံးလို့နာမျိုးတွေလောက်တတ်ကြတယ်မင်းရဲ့မျက်နှာကြီးကခက်တီကြီးဖြစ်နေရင်မင်းရဲ့ဓာတ်ပုံတွေကတဘာကျကျနဲ့လုံးဝကြည့်ကောင်းနေမှာမဟုတ်ဘူးအဲဒါကြောင့်မေးရိုးတွေကိုရှော့ထားပါမျက်လုံးတွေကိုခက်ပြပြရေးထားပြီးတော့ကင်မရာကိုမတိမတာလေးကြည့်နေလိုက်ပါအပြုံးတူတွေကိုအသိလုပ်ပြီးမပြုံးပါနဲ့အသိလုပ်ပြီးပြုံးထားတဲ့အပြုံးတက်စားရင်တဘာကျတဲ့အပြုံးသေးလေးကအမြဲတမ်းပိုပြီးကြည့်ကောင်းနေစေပါလိမ့်မယ်အဆင့်၄မျက်လုံးတွေကိုအသုံးပြုပါဓာတ်ပုံတွေမှာခန်းစားချက်အများစုကိုဖော်ပြပေးတဲ့အဓိကအရာအရာတော့မင်းရဲ့မျက်လုံးတွေပဲဖြစ်တဲ့ကင်မရာကိုစိုက်ကြည့်ပြီးကြောင်ကြောင်ကြီးကြည့်နေမယ်စားမျက်လုံးကိုနည်းနည်းသမီးထားလိုက်ပါဒီနည်းလမ်းကို smith လို့ခေါ်ပြီးတော့မျက်လုံးကိုသုံးပြီးပြုံးတဲ့နည်းလမ်းတစ်ခုလည်းဖြစ်တဲ့ဒါမင်းရဲ့အကြည့်ကိုပိုပြီးသေးပဲရှိသွားစေသလိုဆွတ်ဆောင်မှုရှိရဲ့မျက်နှာချိုးစားကိုလည်းပေါ်လွင်နေစေလိမ့်မယ်အဆင့်5 lighting တစ်ခုကဓာတ်ပုံတစ်ပုံရဲ့ပုံရိပ်တစ်ခုလုံးဝပြောင်းလဲပြနိုင်ကြရှိတယ်အကောင်းဆုံး lighting တွေကတော့တဘောကနေရရှိတဲ့လင်းရောင်တွေပဲဖြစ်တဲ့အဲကြောင့်တုံးရိုက်တဲ့အခါပြင်သင်းမောက်ကိုမျက်နှာမူပြီးရိုက်ပါဒါမှမဟုတ်ပြင်းမထွက်ပြီးတော့ဓာတ်ပုံရိုက်ပါမင်းမျက်နှာကိုကြည့်ရဆိုးရစေနိုင်တဲ့ hash lighting အနည်းစုကြီးလိုရှောင်လိုက်ပါဓာတ်ပုံရိုက်ဖို့အကောင်းဆုံး lighting တွေကတော့ golden hour လို့ခေါ်တဲ့နေထွက်ပြီးတသားရီဝန်းကျင်ဒါမှမဟုတ်နေမွေးကတသားရီလိုအချိန်ကနေရရှိတဲ့ sunlight တွေပဲဖြစ်တဲ့အလင်းပြော့လေးတွေကမင်းမျက်နှာရဲ့ facial feature တွေကိုပိုပြီးပေါ်လွင်စေပြီးတော့အသားရည်ကိုလည်းပိုပြီးကြည့်ကောင်းစေပါတယ်လင်းရောင်နည်းနည်းလေးပြောင်းလဲရုံနဲ့မင်းရဲ့ဓာတ်ပုံတွေကတိကျတာပြောင်းလဲလာပြီးတော့ကြည့်ကောင်းလာလိမ့်မယ်အဆင့်6အပြုံးမင်းရဲ့အပြုံးတစ်ခုကဓာတ်ပုံတစ်ပုံကြည့်ကောင်းအောင်လည်းလုပ်နိုင်သလိုလုံးဝပျက်စီးသွားအောင်လည်းလုပ်နိုင်ပါတယ်အတိုင်းထက်လုံးအသင်းပြုံးထားတဲ့ဆိုင်စိတ်ထဲကလာတဲ့တဘာဝအပြုံးကအမြဲတမ်းပိုပြီးကြည့်ကောင်းပါတယ်ဒါကြောင့်မှန်ရှိမှာအပြုံးပုံစံမျိုးမျိုးကိုစမ်းပြုံးကြည့်ပါ slide smile ခက်အေးပြုံးခြင်း close smile တွားမပေါ်ပဲပြုံးခြင်း gammy smile ပုတ်ပွင့်လင်းလင်းပြုံးခြင်းစတဲ့ smile တိုက်အမျိုးမျိုးကိုစမ်းကြည့်ပါအဓိကကတော့မင်းမျက်နှာနဲ့ light ပတ်ဆုံး smile တိုက်ကိုရှာဖွေဖို့ပါပဲအကောင်းဆုံးပြုံးဆိုတာတင်းကျပ်လှုပ်ထားမျိုးမဟုတ်ဘဲနဲ့တဘာဝတိုင်းပို့ပါဖြစ်နေတဲ့အပြုံးမျိုးပါဓာတ်ပုံရိုက်တဲ့အချိန်မှာရေးစရာတစ်ခုခုဒါမှမဟုတ်စိတ်ချမ်းသာစရာတစ်ခုခုစဉ်းစားလိုက်တာကနေတဘာဝဆန်တဲ့အပြုံးပုံစံကိုရရှိစေပါလိမ့်မယ်အဆင့်ခွန် post ပေးခြင်းဓာတ်ပုံရိုက်တဲ့အခါခန္ဓာကိုယ်တောင်းတောင်းကြီးဖြစ်စေမဲ့ post မျိုးတွေကိုရှောင်ပါအဲ့ဒီအစားမင်းခန္ဓာကိုယ်နဲ့6ကိုတစ်ဖက်ကိုနည်းနည်းဆောင်းထားပြီးတော့ကင်မရာကိုတိုင်းရိုက်မကြည့်ဘဲနဲ့ဘေးဘက်ကိုမျက်နှာမူတဲ့အနေအထားမျိုးနဲ့ post ပေးကြည့်ပါလက်တစ်ဖက်ကိုဘောင်းမီအကတဲ့ထည့်ထားမျိုး coffee ဘူးဒါမှမဟုတ်ပစ္စည်းတစ်ခုခုခပ်ပေါ့လေးကင်ထားတဲ့ post မျိုးတွေ try ကြည့်လို့ရပါတယ်အဆင့်8ကိုမျက်နှာရဲ့အားသာချက်တွေကို highlight လုပ်ပါလူတိုင်းမှာသူ့ရဲ့မျက်နှာနဲ့ခန္ဓာကိုယ်ဒီစောက်ပုံတွေမှာသူ့အားသာချက်နဲ့သူရှိကြတယ်ဒါကမေးယူမျက်လုံးအပြုံးတွေလည်းဖြစ်နိုင်တယ်လို့ကြဲပြောရဲ့ပခုံးတွေလည်းဖြစ်နိုင်ပါတယ်
အဲ့အတားချက်တွေကိုဓာတ်ပုံတွေမှာပိုပြီးပေါ်လွင်စေဖို့ကင်မရာ angles တွေအလင်းမောင်လိုက်တင်နေတဲ့ခဏကုန်နေတာ posture တွေအသုံးချပါဥပမာမင်းမှာတန်မာပြီးထင်းထွက်နေတဲ့မေးရိုးတွေရှိရဆိုရင်တော့မေးစေးကိုအောက်ကနေနဲ့စိုက်ပြီးတော့မျက်နှာကိုဘေးဘက်ကနေနဲ့စောင်းပေးပါမင်းမှာကြဲပြောတဲ့ပခုံးတွေရှိရဆိုရင်တော့ဓာတ်ပုံတွေမှာမင်းရဲ့အတားချက်ဖြစ်တဲ့ပခုံးကိုပိုပြီးပေါ်လွင်စေဖို့မင်းရဲ့ posture ကိုကောင်းဆုံးနေထားပြီးတော့နေပါဓာတ်ပုံကောင်းတဲ့ပုံဆိုတာကိုခဏကိုရဲ့အတားချက်တွေကိုပိုပြီးပေါ်လွင်စေပြီးတော့အားနည်းရဲ့ရှုထောင့်တွေကိုဖုံးကွယ်ပေးနိုင်တာကိုဆိုလိုတာပါအဲ့ဒါကြောင့် photogenic ဓာတ်ပုံစားရဲဆိုတာမွေးကလေးကပါတဲ့ကံကောင်းခြင်းတစ်ခုမဟုတ်ပါဘူးဒါကကိုယ်တိုင်တိုးတောင်းလေ့ကျင့်ရတဲ့ skill တစ်ခုပါအဲ့ဒါကြောင့်ဓာတ်ပုံထဲမှာမြဲကြည့်ကောင်းမှုဆိုရင်ဓာတ်ပုံရိုက်ရမှာမရှက်ပါနဲ့ဘယ်နေရာရောက်ဓာတ်ပုံရိုက်တဲ့အချင်းကိုမွေးပါဓာတ်ပုံတွေရိုက်ပြီးတိုင်းလည်းဘလို့ပုံစံကကိုယ်နဲ့လိုက်ဖက်လဲဆိုတာကိုပြန်သုံးသပ်ကြည့်ပါဘလို့ကင်မရာ angles တွေကကိုယ်နဲ့ကြည့်ကောင်းဆုံးလဲဘလို့အပြုံးမျိုးကကိုယ့်မျက်နှာနဲ့ပို့ပြီးတဘာဝပို့ကြလဲဘလို့ light တွေကကိုယ်နဲ့လိုက်ဖက်ဆုံးလဲအဲ့ဒီရလဲစာပိုင်းတော့ပဲတတိထားပြီးလဲလို့ကြည့်ဖို့လိုအပ်တာပါအချိန်ကြာလာနဲ့မြဘာမှထွေတူစဉ်းစားနေစရာမလိုပဲနဲ့မင်းရဲ့ခန္ဓာကိုယ်ကသူ့လို post တွေမျက်နှာနေထားရလို့တက်လာပါလိမ့်မယ်အဲ့ဒီခါကျရင်တော့မင်းရဲ့ဓာတ်ပုံတွေမှာသူများရဲ့တံမြဲပို့ပြီးစွဲဆောင်မှုရှိပြီးတော့ကြည်ကောင်းလာတာကိုတွေ့ရပါလိမ့်မယ်